မနက်နိုးရင်ခေါင်းအုံးမှာတရွေးတွေစိုးနေတတ်သလားဒါဟာတာမန်မဟုတ်ဖေတင်ကျန်းမရဲ့အတွက်တတိပေးချက်တစ်ခုဖြစ်နိုင်ပါတယ်မနက်ခင်းမှာခေါင်းအုံးစိုးနေတာမျိုးကတချို့အတွက်တော့ဘာမှမဟုတ်သလိုထင်ရပေမယ့်အဲ့နေစဉ်တရွေးခဏခဏအလွန်အကျွမ်းထွက်တာဟာကျန်းမရဲ့ပြဿနာရဲ့လက္ခဏာဖြစ်နိုင်ပါတယ်နှစ်ချိုက်အိပ်ပျော်တဲ့အချိန်မှာတတွေးထွက်တာကပုံမှန်ဆိုပေမဲ့တချို့အခြေအနေတွေမှာတော့ဒါဟာခန္ဓာကိုယ်ကပေးတဲ့အချက်ပေးကောင်းလောင်းတန်မှာအိပ်ပျော်နေစဉ်တတွေးအလွန်အကျွမ်းထွက်စေနိုင်တဲ့ယောဂနဲ့ဝေဒနာ၈ချက်ကိုသိထားဖို့လိုပါတယ်။နံပါတ်1အိပ်ဆက်စဉ်အသက်ရှူရက်ခြင်း sleep apnea ဒီဝေဒနာခံစားရသူတွေဟာအိပ်နေရင်အသက်ရှူခဏခဏရပ်သွားတတ်ပါတယ်။အသက်ရှူရလွယ်အောင်ပါဇက်ဟပြီးရှူရကနေတတွေးတွေပို့ထွက်လာပြီးမထိန်ချုပ်နိုင်တော့တာပါဒါအပြင်အသက်ရှူရခက်ခဲမှုကတတွေးမျိုးချက်တဲ့အလိုအလျောက်တုံ့ပြန်မှုကိုလည်းထိခိုက်စေပါတယ်နံပါတ်2အစာအိမ် acid ပြန်တက်တဲ့ယောဂ reflex အစာအိမ် acid အစာရည်မျိုးဖလိုနဲ့ပြန်တက်လာတဲ့အခါခန္ဓာကိုယ်ကဓာတ်ကိုဓာတ်ပြေအောင်တတွေးတွေပို့ထုတ်ပေးပါတယ်လဲအိတ်နေတဲ့အခါအထူးသဖြင့်ပါဇက်ဟထားရင်တတွေးတွေအလွယ်တကူထွက်ကြလာတာပါရင်ပူတာဒါမှမဟုတ်ချောင်းဆိုတာမျိုးပါရှိရင်ဆရာဝန်နဲ့ပြသတင်ပါတယ်နံပါတ်3သွားနဲ့မေးရိုးပြဿနာသွားကုန်းရောင်တာသွားပိုးစားတာသွားသူအမကြတာဒါမှမဟုတ်မေးရိုးမညီရာတွေကတတွေးထုတ်လုပ်မှုကိုထိခိုက်စေပါတယ်နာကျင်မှုကြောင့်ဒါမှမဟုတ်မေးရိုးအနီအထားကြောင့်အိပ်နေစဉ်မှာတတိမထားမိပဲပါဇက်ဟနေအဲ့တလို့တတွေးထွက်စေတာမှာသွားနဲ့ပတ်သက်တဲ့ကုသမှုတွေခံယူပြီးစားမှလည်းခဏတစ်ဖြုတ်ဖြစ်တတ်ပါတယ်နံပါတ်4ဓာတ်မတည့်ခြင်းနဲ့ထိတ်ကပ်တာနာစေးနာပိတ်တာတွေကြောင့်ပါဇက်ကနေအသက်ရှူရတဲ့အခါတတွေးတွေစိမ့်ထွက်လာဟိုလမ်းပွင့်သွားသလိုဖြစ်စေပါတယ်တစ်ချိန်တည်းမှာပဲအချဲမြီးတွေထိခိုက်ပြီးတတွေးထုတ်လုပ်မှုပိုများလာစေပါတယ်နံပါတ်5အာယုံကြောဆိုင်ရာယောဂများပါကင်ဆန်အာယုံကြောတောင်းတင်းခင်နှင့်လီးဖြတ်တာတွေကမျက်နာနဲ့တတွေးမြုပ်ချောတွေကျွက်သားတွေကိုထိခိုက်စေပါတယ်။နိုးနေစဉ်မှာလောင်တတွေးထိန်ဖို့ခက်ခဲတတ်ပြီးအိတ်နေစဉ်ကျွက်သားတွေပိုမိုလော့ရဲလာတဲ့အခါမှာတော့ပိုတိတာလာပါတယ်။နံပါတ်6ခံတွင်းညက်လေကျုံပိုးယွင်ခြင်းအာဒီရောင်တာလေချောင်းနာတာဒါမှမဟုတ် virus ပိုးယွင်တာတွေကတတွေးစီးဆင်းမှုကိုများလာစေပါတယ်။ယောဂပိုးတွေကိုတိုက်ထုတ်ဖို့ခန္ဓာကိုယ်ကတတွေးပိုထုတ်တာထိပေမဲ့အိတ်နေစဉ်မှာတော့လုံလောက်အောင်မမြူချွတ်နိုင်လို့အပြင်ကိုထွက်ကြလာတာမှာနံပါတ်9အစာအိမ်နဲ့ဦးလန်းကြောင်းဆိုင်ရာပြဿနာများအစာချေစနစ်ချို့ယွင်းတာဒါမှမဟုတ်တန်ကောင်းရင်ရားကောင်းတွေရှိတာလေတတွေးထွက်တာနဲ့ဆက်နေတတ်ပါတယ်အထူးသဖြင့်ညဘက်တတွေးထော်နေတာနဲ့အတူဆက်အားရတာဘိုင်နာတာတွေချစ်နေရင်တန်ကောင်းရှိနေတဲ့တတိပေးချက်လို့ယူဆကြပါတယ်နံပါတ်10ဆေးဝါးများရဲ့ဘေးထွက်ဆိုးရိုးကြောင့်စိတ်ကြစေကုသစေတွေပါကင်ဆန်ဆေးတွေဒါမှမဟုတ်ပဋိစီဝါတချို့ကဘေးထွက်ဆိုးရိုးအညီနဲ့တတွေးစီးဆင်းမှုကိုမြင့်တင်ပေးပါတယ်။နေဘက်မှာတတိမထ